အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ထလင်းဘလော့နေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဒီ Vmake ကိုသုံးပြီးတော့ပတ်စံဘယ်လိုမျိုးရှာလို့ရမလဲပြီးတော့ရလာတဲ့ကျွန်တော်တို့ပတ်စံကို KB WB ကျွန်တော်တို့ပြီးတော့ဖုန်းပေဖြစ်တဲ့ကျွန်တော်တို့ OI2 MPD Daily เนาะကျွန်တော်ဒါအိုင်နဲ့ကျွန်တော်တို့ဘယ်လိုမျိုးထုတ်လို့ရမလဲဆိုတဲ့အကြောင်းလေးကိုဒီနေ့မှာเนาะ sharing လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့က Vmake ထဲကိုသွားပါမယ်โอเคကျွန်တော်တို့က Vmake ထဲကိုရောက်ပြီဆိုရင်โอเค Vmake ထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီအပေါ်ထောင်လေးမှာပေါ့နော်အပေါ်ဒီထောင်လေးမှာကျွန်တော်တို့ coin လေးတွေကျွန်တော်တို့ပုံနေလိမ့်မယ်ပေါ့နော်ဘေးမှာကျွန်တော်တို့ကဒီမှာဆိုရင် click တဲ့နေရာလေးမှာလည်းကျွန်တော်တို့က coin လေးကျွန်တော်တို့ပေါ်နေမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဘေးရပေါ့နော်ဒီ click တဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်ပေါ့နော်တစ်ချက်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့က coin ရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်နှိပ်ပေးလိုက်ပါပြီโอเคနှိပ်ပေးလိုက်ပြီဆိုရင်ဒါကျွန်တော်တို့ coin 15 coin ရပြီပေါ့နော်ရလာတဲ့ coin တွေကကျွန်တော်တို့ဒီဘေးရ coin နဲ့မှာကျွန်တော်တို့ပေါင်းသွားမှာဖြစ်ပါတယ်โอเค coin ကကြတော့ကျွန်တော်တို့ကသူကဒီမှာပြထားတယ်ကျွန်တော်နောက်ထပ်ကျွန်တော်46စက္ကန့်ပြီးလို့ရှိရင်ထပ်ပြီးတော့ကျွန်တော်တို့ coin ရမှာပေါ့နော် coin များများရဖို့ဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီမှာဆိုရင်ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ကြည့်လိုက်မှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တွေ့တဲ့ဗီဒီယိုတစ်ပုဒ်ကြည့်လိုက်မယ်โอเคဗီဒီယိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဗီဒီယိုကြည့်နေတဲ့အချိန်မှာဆိုရင်လည်းဒီနေရာမှာကျွန်တော်တို့ coin တွေတက်နေမှာပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီအောက်မှာကြတော့ကျွန်တော်တို့ဗီဒီယိုကြည့်သလောက်ပေါ့နော်ဒီမှာဆိုရင်ဗီဒီယို2မိနစ်ကျွန်တော်တို့ကြည့်လို့ရှိရင်ဗီဒီယို2မိနစ်ကြည့်လို့ရှိရင်ကျွန်တော်တို့က coin ပေါ့နော်ဒီမှာဆိုရင် coin 20ရမယ်10မိနစ်ကြည့်လို့ရှိရင်ကျွန်တော်တို့ coin 50ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီမှာ coin 100 coin 150အဲ့လိုမျိုးပဲကျွန်တော်တို့က180မိနစ်ကြည့်လို့ရှိရင်ဒီမှာနောက်ဆုံးမှာ coin 400ပေါ့နော်တို့တဲ့ကျွန်တော်တို့က coin 1000ဝင်းကျင်လောက်ကျွန်တော်တို့ရနိုင်တယ်ပေါ့နော်โอเคနောက်တစ်ခုကကျတော့ကျွန်တော်တို့က coin များရချင်ဒီအောက်မှာပေါ့နော်ဒီမှာဆိုရင်သူပေးထားတဲ့ test တွေကျွန်တော်တို့ရှိတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီကောင်ဆိုရင် coin 9900အထိကျွန်တော်ရနိုင်တယ်လို့ဆိုပြီးပြထားတာပေါ့နော်โอเคဒီမှာဆိုရင်ကျွန်တော်တို့က coin 9900ရနိုင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီ tag ကိုကျွန်တော်နှိပ်ကြည့်လိုက်ပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီ game ကိုထောင်းပြီးတော့ဖွင့်လိုက်တာနဲ့ကျွန်တော်တို့က coin 300ခါရရမှာပေါ့နော်ပြီးလို့ရှိရင်တော့ဒါကျွန်တော်တို့က game ထဲမှာသူကgame ထဲမှာမှတ်ဖို့နေခိုင်းတာပေါ့နော်ဒါလုံးမယ်ဆိုရင်ကျွန်တော် coin short ရမယ်ပြီးလို့ရှိရင်app ထဲမှာကျွန်တော်တို့က app ထဲကိုပတ်စံသွင်းလို့ရှိရင်ပေါ့နော်သူကcoin 1900ရမယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးကျွန်တော်တို့မလုပ်ဖ ೇನೆ ပေါ့နော်ကျွန်တော်တို့ကဒီ game ကို download ဆွဲပြီးတော့game ကို download ဆွဲပြီးတော့ကျွန်တော်ဖွင့်ပေးလိုက်တာနဲ့ coin 300ပဲကျွန်တော်ယူမှာပေါ့နော်ဘာလို့ဆိုရင်ကျွန်တော်တို့ကဒီပြန်ရတာနဲ့ကျွန်တော်တို့က game ထဲမှာငွေသွင်းတာနဲ့ဆိုရင်ကျွန်တော်တို့အဆင်မပြေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က app တစ်ခုကိုကျွန်တော်တို့က coin 300ပဲယူမှာဖြစ်ပါတယ်โอเคအဲ့လိုမျိုးပဲကျွန်တော်တို့ကဒီမှာဆိုရင်ဒီလိုမျိုးတက်ထီအများကြီးကိုကျွန်တော်တနေရာထဲမှာဘယ်မှာသွားကြည့်လို့ရမလဲဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ကcash center ဆိုပြီးကျွန်တော်ရှိတယ်ပေါ့နော်ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်ပေါ့နော်ဒါလေးကိုမနှိပ်ခင်မှာကျွန်တော်ဒီအပေါ်မှာပေါ့နော်ဒီမှာဆိုရင်အပေါ်မှာဒီမှာဆိုရင်ကျွန်တော် coin လေးတွေပေါ့နော်သူဗီဒီယိုဖွင့်ထားတယ်သူ coin တွေ auto တက်နေပေါ့နော်ကျွန်တော်နှိပ်ပြီးယူလိုက်မယ်ဆိုရင်ဒါဆိုရင်ကျွန်တော်15 coin ကျွန်တော်ရသွားပြီပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကဗီဒီယိုပုံမှန်ဓာတ်ချောက်ကြည့်နေရတယ်ကျွန်တော်တို့က coin ကအမြဲတမ်းရနေမှာဖြစ်ပါတယ်ဒီမှာဆိုရင်ပေါ့နော်โอเคပို့ပြီးကျွန်တော်တို့က coin ရဖို့အတွက်ဆိုရင် cash center ကိုကျွန်တော်တို့ရှက်သွားပါမယ်ဝေသွားပြီးလို့ရှိရင်ဒီမှာဆိုရင်ကျွန်တော်တက်ချင်အများကြီးပဲပေါ့နော်ကျွန်တော်တို့တက်တွေကိုကျွန်တော်လုပ်ပေးတာနဲ့ကျွန်တော်တို့က coin လေးကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်โอเคတက်ဒီမှာဆိုရင်တက်တွေကအများစုကကျွန်တော်တို့ကslot game တွေပေါ့နော် slot game တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာလို့မလဲဆိုရင်ဒီ game ကိုကျွန်တော်တို့ကခုနကလို download ဆွဲပြီးတော့ game ကိုဖွင့်လိုက်ပေါ့နော်ဖွင့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီတခါလေကြာရင်ကျွန်တော်ချက်ချင်းရတယ်ပေါ့နော်ဒါပေမဲ့တခါလေကြာရင်ကျွန်တော်ချက်ချင်းမရဘူးပေါ့နော်ဒီမှာဆိုရင်ဒီ game ဆိုရင်ဒါကျွန်တော်ထောင်းထားတဲ့ game ပေါ့နော်ထောင်းထားပြီးလို့ရှိရင်သူကခုနကလိုမျိုးပဲပေါ့နော်ဒီမှာဆိုရင်game ကိုကျွန်တော်တို့ကဖွင့်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့ coin ရသွားတာပေါ့နော်ဝေတာဆိုရင်ကျွန်တော် game ဖွင့်တာဖြစ်တဲ့ကျွန်တော်တို့ coin ကိုကျွန်တော်တို့ဝင်ယူလို့ရရပါပေါ့နော်โอเคနောက်တစ်ခုကျတော့ကျွန်တော်တို့က coin များရဖို့အတွက်ဆိုရင်ဒီမှာပေါ့နော်ဒီမှာ daily ဒါကျွန်တော်တို့ check in ဝင်တာနဲ့ကျွန်တော်ရတဲ့ဥစ္စာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒါတစ်ချက်နှိပ်ကြည့်မယ်ပထမရက်မှာတော့သူကကျွန်တော်တို့က coin 200ရမယ်ပေါ့နော်ဒုတိယရက်ကြလို့ရှိရင်တော့ကျွန်တော်တို့က coin 900ရမယ်ပြီးလို့ရှိရင်တော့ coin 200ဒီမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ရက်30တလားပြည့်တဲ့နေ့မှာဆိုရင် coin 9500ကျွန်တော်တို့ရမှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုရင်ဒီ20ပေါ့နော်ရက်20မှာဆိုရင်သူကနောက်က69နှလုံးပဲသူကပြထားပါတော့ဒါ subscribe ပုံစံမျိုးပေးထားတယ်တကယ်လို့ coin ကအနည်းဆုံးသူကဒီမှာဆိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အနည်းဆုံး2000ဝန်းကျင်လောက်ကျွန်တော်ရနိုင်တယ်ပေါ့နော်ဒါအနည်းဆုံးပေါ့နော်ဒါပုံမှန်ကျွန်တော်တို့က daily check in ဝင်ပြီးတော့ကျွန်တော်တို့ကဒါတွေကိုစုပေးရမှာဖြစ်ပါတယ်โอเคနောက်တစ်ခုကျတော့ကျွန်တော်တို့ coin များရဖို့အတွက်ဆိုရင်ဒီဘေးမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီကောင်လေးပါပေါ့နော်ဒါလေးကိုကျွန်တော်တို့ကနှိပ်ပြီးတော့
ဒီနေရာလေးမှာပေါ့နော်ကျွန်တော်တို့ update ဆိုပြီးကျွန်တော်လုပ်ပေးလို့ရတယ်ဒါကျွန်တော်ကကျတော့အကုန်လုံးedit မြင်ပြီးသွားဖြစ်တဲ့အတွက်ကျွန်တော်ထပ်ပြီးမြင်လို့မရတော့ဘူးပေါ့နော်သူကတရက်ကိုကျွန်တော်တို့က10 level 10ခုထိပေါ့နော်ကျွန်တော်တို့ update မြင်လို့ရတယ် edit မြင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘာရမလဲဆိုရင်အဲ့ဒီမြင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော် level 21ဆိုရင်ကျွန်တော်တို့ coin 25 coin ရတယ်ပေါ့နော် level 26ရသွားရင်တော့ကျွန်တော်တို့က coin 26 coin ရတယ်ပေါ့နော်ဒါကကျွန်တော်တို့ level တစ်ခုအတိုင်းမှာကျွန်တော်ရမယ့် coin တိုးသွားပါပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကရမယ့် coin ကိုဒီကောင်လေးတစ်ရက်ကိုပဏ္ဍချင်းယူလို့ရလဲဆိုရင်တရက်ကိုကျွန်တော်တို့ကဒီမှာဆိုရင်64 coin ပေါ့နော်တရက်ကို64 coin ကျွန်တော်တို့စုသွားလို့ရတယ်64 coin အောင်မှကျွန်တော်တို့2ကြိမ်ပေါ့နော်နှစ်ကြိမ်ကျွန်တော်တို့ယူလို့ရမှာဖြစ်ပါတယ်ဒီလိုကဒီကောင်းလေးကိုနေတိုင်းကျွန်တော်တို့ update မြင့်ပေးသွားမယ်ဆိုရင်နောက်ပိုင်းကျွန်တော်တို့ level မြင့်သလောက်တရက်ကျွန်တော်တို့က coin တွေအလကားရနေမှာဖြစ်ပါတယ်โอเคနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာဆိုရင် new user kit ဆိုတဲ့နေရာလေးရှိရပါတော့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားလို့ရှိရင်ဒီမှာပါတဲ့ကောင်တွေကိုကျွန်တော်တို့ကဘာလုပ်ပြရမလဲဆိုရင်လုပ်ပြလိုက်မယ်ဆိုရင်ဒီတက်လေးလုပ်ပြလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာဒီကနေလည်းကျွန်တော်တို့ coin ရမှာပေါ့နော်ကျွန်တော်တို့ကဒီအပေါ်သုံးအကောင်လေးကျွန်တော်တို့ကလုပ်ပြထားမယ်ဆိုရင်သူကဘာလဲဆိုရင်ကျွန်တော်တို့က coin တွေရတိုင်းမှာ10% plan နေနဲ့ကျွန်တော်တို့ပေါင်းပြီးရသွားမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့coin တကယ်လို့ကျွန်တော်တို့က coin 100ရလို့ရှိရင် coin 130ရလာမှာပေါ့နော်ဒီကောင်လေးကျွန်တော်တို့10%ရှိနေဖြစ်တယ်ကျွန်တော်တို့ကcoin 130လောက်ကျွန်တော်ရမှာနော် coin 1000ဆိုရင်ကျွန်တော်တို့က1100ကျွန်တော်ရမှာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ဒီ tab တွေကိုကျွန်တော်တို့က download ဆွဲပြီးတော့ခုနလိုမျိုးလုပ်ရကျွန်တော်တို့ကစုသွားမယ်ပြီးတော့ဒီ daily check in လည်းကျွန်တော်တို့နေတိုင်းဝယ်ယူမယ်ပြီးတော့ဒီ new user get ဟာယူမှာပေါ့နော်ပြီးတော့ဒီဘက်ကကျွန်တော်တို့ကဒီ O လေးတွေကနေပြီးတော့လေ coin တွေကျွန်တော်တို့ပုံမှန်ယူလိမ့်မယ်ဆိုရင် coin ကကျွန်တော်တို့ခဏလေးနဲ့ရမှာဖြစ်ပါတယ်ပြီးနောက်တစ်ခုကျတော့ကျွန်တော်တို့ဗာလဲဆိုရင်ဒီမှာဆိုရင်ပတ်စံထုတ်ဖို့အတွက်ဆိုရင် withdraw ဆိုလေးကိုကျွန်တော်တို့နှိပ်ပေးပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီရှေ့ရဒီကောင်တွေကကြာတော့ကျွန်တော်တို့ကပြည့်သွားတာနဲ့ကျွန်တော်တို့က KB weight နဲ့ကျွန်တော်ထုတ်လို့ရနိုင်တဲ့ရတဲ့ຢာကြီးပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီကောင်နဲ့ကျွန်တော်ထုတ်မပြပါတော့ဒီမှာဆိုရင်ကျွန်တော်ကနောက်ကဖုန်းပေးဆိုတော့ဒါလေးကိုကျွန်တော်တို့ရွှေ့လိုက်မယ်ရွှေ့ပြီးသွားလို့ရှိရင်ကျွန်တော်ဒီအပေါ်မှာပေါ့နော်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်တို့ရိုက်ထည့်ရမှာဖြစ်ပါတယ်โอเคပြီးလို့ရှိရင်ဒီအောက်မှာ /operator ဆိုတာကျွန်တော်တို့ကခုနလိုမျိုးatom ယူမလား MPD ယူမလား MIND ယူမလား OPT ယူမလားပြီးတော့ MEC ယူမလားပေါ့နော်ကျွန်တော်တို့ဒါကိုရွေးလို့ရမယ်ရွေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာထုတ်မဲ့အမောင်ပေါ့နော်ထုတ်မဲ့အမောင်ကိုကျွန်တော်တို့ကရွေးပြီးတော့ကျွန်တော်တို့ထုတ်လို့ရမှာဖြစ်ပါတယ်။ coin 9000ဆိုရင်ကျွန်တော်တို့ကcoin 9000ဆိုရင်ကျွန်တော်တို့က900ကျပ်ရမယ်ပေါ့နော် coin 1000ဆိုရင်ကျွန်တော်1000ကျပ်ရမယ် coin 9000ဆိုရင်တော့ကျွန်တော်တို့က9000ရမယ်ပေါ့နော်။ကျွန်တော်တို့ထုတ်တာကြတော့အခုထုတ်ကျွန်တော်ချက်ချင်းရောက်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်မနေ့ကကျွန်တော်စမ်းပြီးထုတ်တာတဲ့ဥစ္စာပေါ့နော်ဒီအပေါ်မှာကျွန်တော်တို့ code ထဲမှာတစ်ချက်ပြန်ပြပေးမယ်ဒီမှာဆိုရင်ကျွန်တော်မနေ့က900ပေါ့နော် coin 9000ကိုကျွန်တော်900ထုတ်ထားပါပေါ့နော်အခုထုတ်ကျွန်တော်ချက်ချင်းရောက်ပါတယ်ဒီ KB window နဲ့ထုတ်လို့ရတဲ့ game channel ဆိုရင်ဒီကောင်လေးကိုကျွန်တော်ဆော့ဖို့အတွက်အကြံပေးတယ်ပေါ့နော်တကယ်လို့သိချင်တာတစ်ခုရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ Telegram Telegram blog ဆိုတဲ့ channel လေးကို join ထားပြီးတော့သိချင်တာရှိရင်လည်းcomment မှာကျွန်တော်မိထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်